too much knowledge makes fool အဲ့တော့ဒီနေရာမှာ too much ဆိုတာကအလွန်အမဲအများအပြားဆိုတဲ့အဓိပ္ပာယ်မျိုး knowledge ဘဟုတုတအသိပညာ make fool ဆိုတာကအယူပေါ့ make fool အယူဖြစ်စေတယ် too much knowledge ဘဟုတုတအသိပညာအများကြီးရှိခြင်းက make fool အယူဖြစ်စေတယ်အဲ့တော့ make ဆိုတဲ့နေရာမှာ th ဆိုတဲ့စကားလုံးကိုထည့်ထားတယ်သဘောကဘာလဲဆိုလို့ရှိရင်အဲ့တော့ရှေ့သုံးစကားမှာ th ဆိုတဲ့စကားလုံးမျိုးတွေထည့်လေးရှိတယ်အဲ့တော့အဓိပ္ပာယ်က too much knowledge make fool အသိပညာဘဟုတုတအများအပြားရှိခြင်းကယူစေတယ်ဆိုလိုချင်တဲ့သဘောကအတက်ကျူအယူဖြစ်ဆိုတဲ့သဘောမျိုးအဲ့တော့ဒီစကားပိုက်ကလေးတစ်ခုကိုကျွန်တော်တို့လေ့လာကြည့်မယ်အဲ့တော့ once upon a time အခါတုန်းကဒါကကျွန်တော်တို့သိပြီးသားရင်းနှီးပြီးသားစကားစုဖြစ်တယ် collocations တစ်ခုဖြစ်တယ် once upon a time တခါတုန်းက there were ရှိခဲ့ကြတယ် there are ဆိုလို့ရှိရင်ရှိကြတယ်လက်ရှိ present tense ကိုပြောတယ် there were ဆိုတော့ရှိခဲ့ကြတယ် for youth လူငယ်၄ယောက်တခါတုန်းကလူငယ်၄ယောက်ရှိခဲ့ကြတယ် studying အဲ့တော့ဒီ studying ဆိုတာက adjective ဘာကြောင့် adjective လဲဆိုလို့ရှိရင်ဒီ adjective တွေမှာ ed adjective နဲ့ ing adjective ဆိုပြီးတော့ရှိတယ်အဲ့တော့ဒီကောင်က ing adjective studying under the famous professor under အောက်မှာလက်အောက်မှာပေါ့ the famous professor နာမည်ကြီးတဲ့ professor ပါမောက္ခရဲ့လက်အောက်မှာအဲ့ဒီပါမောက္ခကဘာလို့လဲ these are ပါမောက္ခ of taxila တက္ကသီလာပြည်ကဒီတာပါမောက္ခ professor ကြီးပါမောက္ခကြီးနာမည်ကြီးလာတဲ့ပါမောက္ခကြီးရဲ့လက်အောက်မှာပညာသင်ကြားနေကြတဲ့လူငယ်လေး၄ယောက်ရှိခဲ့ဘူးတယ်ဒါကြောင့်လည်းအဓိပ္ပာယ်ကတခါတုန်းက taxila မှာရှိတဲ့ဒီနာမည်ကြီး professor တယောက်ဒီစာပါမောက္ခရဲ့လက်အောက်မှာပညာသင်ကြားနေခဲ့ကြတဲ့လူငယ်လေး၄ယောက်ရှိခဲ့ကြတယ်they အဲ့ဒီလူငယ်လေး၄ယောက်ဟာသူတို့ပြန်ညွှန်းတဲ့ဒါက subject pronoun လို့ခေါ်တယ် they all သူတို့အားလုံးဟာ came လာရောက်ခဲ့ကြတယ်ဒီ came က phrasal verb ဘယ်သူနဲ့တွဲရင်လဲ from နဲ့တွဲရမယ် came from ကနေလာရောက်ခဲ့တယ်တနေရာကနေလာတယ် from different lands land ဆိုတာကနိုင်ငံ different ကမတူကွဲပြားသောအသီးသီးဆိုတဲ့သဘောမျိုးပေါ့အဲ့တော့ from different lands မတူညီတဲ့နိုင်ငံအသီးသီးကနေသူတို့အားလုံးလာခဲ့ကြတယ်ဒီမှာစကားစု collocations တစ်ခုရှိတယ် of rich family rich ကချမ်းသာသော families ဆိုတာက family ရဲ့ plural เนาะမိသားစုဝင်များအဲ့တော့ rich family ချမ်းသာတဲ့မိသားစုဝင်များအဲ့တော့ဒီ adjective ကို noun လုပ်ချင်တဲ့အတွက်ဒီနေရာမှာ of ဆိုတဲ့စကားလုံးကိုထည့်လိုက်တာသူက noun စကားစုဖြစ်အောင်ဖွဲ့စည်းခြင်းတယ်ဘာကြောင့်လဲသူက object နေရာမှာရှိတဲ့အတွက်အဲ့တော့ they all came of rich family သူတို့အားလုံးကချမ်းသာတဲ့မိသားစုတွေကဖြစ်တယ်from different lands သူတို့ကနိုင်ငံအသီးသီးကချမ်းသာတဲ့မိသားစုတွေကနေပြီးတော့လာခဲ့ကြတာဖြစ်တယ် each ဒီ၄ယောက်မှာတယောက်ချင်းစီက followed နောက်လိုက်ကြတယ် his natural bent ဆိုတာကသူတို့တယောက်ချင်းစီရဲ့တဘာဝစိတ်ကရိမ့်ညွတ်ရာလို့ပြောကြတာသူတို့စိတ်ဝင်စားရသူတို့စိတ်အားထက်သန်ရဘာသာရက်လို့ပြောကြတာအဲ့တော့တယောက်ချင်းစီကသူတို့စိတ်ထက်သန်ရကိုလိုက်ခဲ့ကြတယ် and ပြီးတော့ specialize အထူးပြုကြတယ် in different branches အကိုင်းအခက်အသီးသီးပေါ်မှာ of study လေ့လာခြင်းသင်ယူခြင်းနော်လေ့လာသင်ယူခြင်းအကိုင်းအခက်အသီးသီးကို specialize လုပ်ခဲ့ကြတယ်အဲ့တော့ဘာသာရပ်အသီးသီးလို့ပြောချင်တာစာကြောင်းတစ်ကြောင်းရဲ့အဓိပ္ပာယ်ကသူတို့တယောက်ချင်းစီဟာသူတို့စိတ်ညွတ်ရာနောက်ကိုလိုက်ခဲ့ကြတယ် specialize in different branches of study branches ကအကိုင်းအခက်အဲ့တော့ဒီနေရာမှာက subject တွေကိုပြောချင်တာမတူကွဲပြားတဲ့သူတို့သက်ဆိုင်ရာသူတို့ကြိုက်တဲ့ subject ကို specialize လုပ်ခဲ့ one တယောက်က study လေ့လာတယ် music and dancing တယောက်က music နဲ့ dancing ကိုလေ့လာတယ်၄ယောက်မှာသူတို့ကြိုက်ရာဘာသာရပ်ကိုလိုက်စားတယ်ဆိုတော့တယောက်က studied လေ့လာတယ် music and dancing တယောက်ကဂီတနဲ့အကကိုလေ့လာတယ်ဒီမှာကျွန်တော်တို့သတိထားရမှာက semi column လို့ခေါ်တယ် semi column ကဘယ်နေရာတွေထည့်လဲဆိုလို့ရှိရင်အဲ့လို item တွေเนาะ list တွေပေါ့စရင်းစရာတွေပြတဲ့အခါမှာဒီလိုစကားစုလိုက်ရှိတဲ့ list တွေအဲ့လို list တွေရဲ့ဂျားမှာခံပြီဆိုလို့ရှိရင် semi column တွေခံရဒီမှာ list က၄မျိုးလောက်သူကပြောမှာဒါကြောင့် semi column တွေခံပြီးတော့ဒီ list ကလည်းစကားလုံးအတွဲတွေဖြစ်နေတယ်ဒါကြောင့် semi column ခံတာ one study တယောက်က music and dancing အကနဲ့ဂီတနဲ့အကကိုလေ့လာတယ် another နောက်တစ်ယောက်က study medicine ဆေးပညာကိုလေ့လာတယ် another
တတိယတစ်ယောက်က study astrology နက္ခတ္တဗေဒကိုလေ့လာတယ်ကောင်းကင်ကကျယ်တွေကိုကြည့်ပြီးတော့နက္ခတ်တွက်တဲ့ဟာကိုပြောချင်တာအဲ့တော့ astrology ကိုလေ့လာတယ် and အဲ့လိုနောက်ဆုံးဘိတ်ဆုံးမှာကျွန်တော်တို့က semi column ခံမယ်ပြီးရင်ဒီ coordinate conjunction ဖြစ်တဲ့ and ကိုထည့်ရမယ်နောက်ဆုံးမှာပြီးတော့မှတစ်လုံးပဲကျန်တော့တယ်အဲ့တစ်လုံးကိုသူကနောက်ဆုံးမှာစကားစက်နဲ့ဆက်ချင်တဲ့အတွက် and ဆိုတဲ့စကားလုံးကိုခံရမယ်သူရှိမှာ semi column ခံရမယ်အဲ့လို item တွေ list တွေကိုခွဲပြီးရေးရင်အဲ့လိုအတွဲလိုက်တွေကိုဒါမျိုးရေးရတယ် the fourth ၄ယောက်မြောက်ကကြတော့ philosophy ဒသနပညာရပ်ကိုလေ့လာခဲ့ကြတာဖြစ်တယ်